အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခရစ်စမတ်ရာသီရောက်တိုင်းလူတိုင်းရဲ့ရင်ထဲမှာနေရာယူထားတဲ့ကဘာကျော်လူချိုက်အများဆုံးဟာတာကားလေးဖြစ်တဲ့ Home Alone ဇာတ်ကားကိုပြောပြပေးပါမှာပါဒီဇာတ်ကားကတော့မိသားစုဝင်တွေအားလုံးကသူ့ကိုမေ့ထားခဲ့လို့အိမ်မှာတယောက်သေးကြံခဲ့တဲ့8နှစ်သားလေးကီဗင်နဲ့တခိုးနှစ်ယောက်တို့ရဲ့ဂျားကရေမောစရာအားပြိုင်မှုကိုရိုက်ကူးထားတာဖြစ်ပါတယ်ဇလန်အစမှာမက်ကာဆလစ်တာမိသားစုကြီးဟာခရစ်စမတ်အားလရက်မှာပြင်သစ်ကိုခီးထွက်ဖို့အတွက်အိမ်မှာစုဝေးပြီးပြင်ဆင်နေကြတာမှာလူတွေအများကြီးနဲ့ရှော့ရှက်ခန့်နေတဲ့ကြားမှာဇလိုက်လီကီဗင်ကတော့သူ့ရဲ့အကိုတွေဝမ်းကွဲတွေရဲ့အနိုင်ကျင့်တာကိုခံနေရပါတယ်အဲ့ဒီညကပီဇာဆိုင်ရန်ဖြစ်ကြရကနေလူတိုင်းကကီဗင်ကိုပဲအပစ်တင်ကြတဲ့အတွက်သူကအရန်စိတ်တိုသွားပြီးကျွန်တော်မှမိသားစုမရှိရင်ကောင်းမယ်အားလုံးပျောက်သွားကြပါစေလို့ဆုတောင်းပြီးအပေါ်ဓာတ်ကအခန်းထဲမှာတယောက်ထဲသွားအိတ်လိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီညမှာလေပြင်းတိုက်လို့ဓာတ်တိုက်လဲပြီးလျှက်စစ်မီးတွေပြတ်သွားတဲ့အတွက်သူတို့အိမ်သာနှိုးဆက်တွေအလုံးမလုံးတော့ပါဘူးမနေ့ရောက်တဲ့အခါမိသားစုဝင်တွေအားလုံးနောက်ကျနေပြီဆိုပြီးကတုတ်ကရနလေစိတ်ကိုပြေးကြပါတော့တယ်အဲ့ဒီလိုရှုပ်ရှက်ခန့်နေတဲ့ကြားမှာအိပ်ပျော်နေတဲ့ကီဗင်ကိုကားပေါ်ပါသွားပြီးအထင်နဲ့မေ့ပြီးထားပစ်ခဲ့ကြတာပါလေရင်ပေါ်ရောက်ပြီးအဝေးကြီးရောက်တော့မှအမေဖြစ်သူကကီဗင်ဆိုပြီးတတိယသွားပေမဲ့ပြန်လှည့်ဖို့ကနောက်ကျသွားခဲ့ပါပြီအိမ်မှာကီဗင်နိုးလာတဲ့အခါဘသူမှမရှိတော့တာကိုတွေ့ပြီးသူ့ဆူတောင်းပြည့်သွားပြီဆိုပြီးပျော်ချင်တိုင်းပျော်နေပါတော့တယ်အိမ်မှာလူကြီးမရှိတဲ့လွတ်လပ်မှုကိုအပြည့်အဝအသုံးချပြီးဆိုဖာပေါ်မှာပေါက်စီးစားရင်ခုံတာလူကြီးတွေကြီးတဲ့လူထက်ကားတွေခိုးကြည့်တာတွေလုပ်ပြီးဇိမ်ကန်နေခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်မှာလဲ Wet Bandits လို့နာမည်ကြီးတဲ့တခိုးနီယောက်ဖြစ်တဲ့ Harry နဲ့ Marv တို့ကအဲ့ဒီရက်ကွက်ထဲကလူမရှိတဲ့အိမ်တွေကိုလိုက်ခိုးဖို့ချောင်းနေကြတာပါတခိုးတွေကကီဗင်တို့အိမ်ကိုဝင်မှုစ조사တဲ့အခါကီဗင်ကကြောက်မနေပဲအိမ်ထဲမှာလူတွေအများကြီးရှိနေတဲ့အောင်ဖြစ်အောင်အယုတ်တွေနဲ့ကြိုးတွေကိုတုံပြီးကပြခိုင်းတာတချင်းတန်တွေကြဲဖွင့်ထားတာမျိုးနဲ့တခိုးတွေကိုလှည့်စားခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ကီဗင်ကတခိုးတယောက်တည်းရှိနာကိုရိတ်မိသွားပြီးခရစ်စမတ်ညမှာအိမ်ထဲကိုအတင်းဝင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီနေရာမှာပဲကီဗင်ကသူ့ရဲ့အိမ်ကိုကာကွယ်ဖို့အတွက် Bethel Plan လို့ခေါ်တဲ့ထောင်ချောက်မြေပုံကြီးဆွဲပြီးတအိမ်လုံးကိုလက်နက်တိုက်ကြည့်လို့ပြင်ဆင်มาတော့တယ်တခိုးတွေဝင်လာတဲ့အချိန်မှာတော့ကီဗင်ရဲ့ထောင်ချောက်တွေကတစ်ခုပြီးတစ်ခုအလုံးလုံးပါတော့တယ်လေကားလက်ရမှာရေခဲရိုက်ထားလို့ချော်လဲတာတကားလက်ကင်ဖို့ကိုမီးပူအောင်လုပ်ထားလို့သူလက်ဖောက်ပြန်သွားတာလေကားကနေဆင်းလာရင်မျက်နာကိုမီးပူနဲ့ရိုက်မိအောင်လုပ်ထားတာတွေကတကယ်ကိုအားရစရာပါအစိုးဆုံးကတော့တခိုးတယောက်ရဲ့ခေါင်းကိုမီးလောင်စေတာနဲ့ကလေးကစားရတန်မုံလေးတွေဖန်ကွယ်စီတွေပေါ်နေမိအောင်လှုပ်ထားတာတွေပါပဲကီဗင်ရထောင်းချောက်တွေကြားမှာတခိုးနှစ်ယောက်ကခွေးဖြစ်အောင်အနှိမ့်ဆက်ခံလိုက်ရပါပဲနောက်ဆုံးမှာတော့ကီဗင်ကတခိုးတွေကိုအိမ်ပင်အထိမျှော့ထုတ်လိုက်ပြီးရဲတွေကိုဖုံးဆက်ဖမ်းခိုင်းလိုက်ပါတယ်ဒီလိုနဲ့ခရစ်စမတ်မနက်ခင်းရောက်တဲ့အခါမှာတော့ကီဗင်ရဲ့အမေကကားတွေလီရင်တွေအမျိုးမျိုးပြောင်းစီးပြီးအိမ်ကိုအရောက်ပြန်လာခဲ့ပါတယ်တားမိနှစ်ယောက်ပြင်ဆုံးတဲ့အခါကီဗင်ကမိသားစုဆိုတာဘလောက်အရေးကြီးလဲဆိုတာကိုနားလေသွားသလိုသူ့မိသားစုကလည်းကီဗင်ကိုဘလောက်ချစ်လဲဆိုတာကိုပြသရင်းနဲ့ဒီဇက်ကားလေးကပျော့ရွှင်စွာပြီးဆုံးသွားခဲ့ပါတယ်